လက်ရှိအချိန်ကာလဟာကမ္ဘာကြီးအတွက်ကိုအင်မတန်မှအရေးကြီးတဲ့ critical moment ဖြစ်ပါတယ်။ American ဒုသမ္မတ JD Vance ဦးဆောင်ပြီးတော့အီရန်နဲ့22နာရီကြာပါကစ္စတန်နိုင်ငံအစ္စလာမာဘတ်မြို့မှာဆွေးနွေးခဲ့တဲ့ဆွေးနွေးပွဲရလဒ်တွေဟာဘာမှရေရာမရှိဘဲနဲ့ပြီးဆုံးသွားတယ်ဆိုပြီးတော့သတင်းတွေကဖော်ပြကြပါတယ်။ American ဒုသမ္မတ JD Vance ကလည်းအမေရိကကိုပြန်သွားပါပြီ။ကြည့်ရတာအီရန်နဲ့ဆွေးနွေးခဲ့တဲ့အရာတွေကို American သမ္မတ Donald Trump နဲ့ဆက်လက်ပြီးတော့ဆွေးနွေးတိုင်ပင်ရလိုက်အောင်မယ်လို့ယူဆရပါတယ်။အီရန်နိုင်ငံအနေနဲ့ကတော့ဝါရှင်တန်တောင်းဆိုမှုတွေဟာအရန်ကြီးကိုမမြင်မားသင့်ဘူးမဖြစ်နိုင်တဲ့တောင်းဆိုမှုတွေမတောင်းဆိုသင့်ဘူးဆိုပြီးတော့အီရန်ဘက်ကထုတ်ပြန်ကြေညာတာရှိပါတယ်။အီရန်ဘက်ကတော့လက်ဘနွန်နဲ့အစ္စရေးတိုက်ခိုက်တာတွေကိုရပ်တန့်ပေးစေချင်ပါတယ်။ American နဲ့ Israel ဘက်ကတော့အီရန် American Israel ပြဿနာနဲ့ဒီလက်ဘနွန်ကိစ္စဟာမသက်ဆိုင်ဘူးဆိုပြီးငင်းချက်ထုတ်ထားပါတယ်။ကျွန်တော်အမြင်ကတော့ဒီ Hormuz ရေလက်ကြားဖွင့်ပေးရေးတို့ဒီ nuclear ဖျက်သိမ်းရေးတို့ထက်လက်ရှိမှာလက်တလုံးမှာအရေးကြီးနေတာကအီရန်နိုင်ငံအနေနဲ့ Israel ကလက်ဘနွန်တောင်ပိုင်းကိုသိမ်းပိုက်ထားတာတွေကိုစုပ်ပေးစေချင်တယ်။လက်ဘနွန်ရဲ့မြို့တော်ဘေရွတ်မြို့ပေါ်မှာဘုံတွေစက်တိုက်ကျဲချနေတာကိုရပ်တန့်ပေးစေချင်တယ်။ခုချိန်မှာလက်ဘနွန်နိုင်ငံမှာလူသေဆုံးမှုဟာထောင်ချီနေပြီးတော့အစာအုပ်ပျက်စီးမှုတွေဟာလည်းအရန်ကိုများပြားနေတာဖြစ်ပါတယ်။လက်ဘနွန်နိုင်ငံကိုဂါဇာကဲ့သို့ဖြစ်သွားမှာကိုအစ္စလာမ်အတိုင်းဝိုင်းဟာအင်မတန်မှစိုးရိမ်ပါတယ်။ပါကစ္စတန်နိုင်ငံကို၌ကလည်းအင်မတန်မှစိုးရိမ်ပါတယ်။အဲ့တော့ Israel အနေနဲ့ဒီလက်ဘနွန်ကိုရပ်တန့်မှသာအီရန် American ရဲ့ဆွေးနွေးပွဲဟာအဆင်ပြေလိမ့်မယ်လို့ယူဆလို့ရပါတယ်။အီရန်နိုင်ငံအနေနဲ့ကစစ်ပေးစစ်တမ်းကြောင့်ပျက်စီးသွားတဲ့ဒီသူ့ရဲ့ infrastructure တွေကိုပြန်လည်တည်ဆောက်ဖို့ရာ Hormuz ရေလက်ကြားကဖြတ်လာတဲ့ဒီရေနံတင်သင်္ဘောတွေစီကနေပြီးတော့ဒေါ်လာ2တန်းကောက်ခံသွားမယ်ဆိုတဲ့ကိစ္စသတင်းဟာလည်းထွက်ပေါ်နေကြတာရှိပါတယ်။ဒီကောက်ခံကိစ္စတွေလည်းဆွေးနွေးခဲ့လိမ့်မယ်လို့ယူဆရပါတယ်။ American အနေနဲ့ကတော့ဘာမှကောက်ခံခြင်းမရှိဘဲနဲ့ free passage လို့ခေါ်တဲ့လွတ်လပ်စွာဖြတ်သန်းသွားလာခွင့်ကို American ကလိုလားတာပါ။အီရန်နိုင်ငံအနေနဲ့ကတော့ဒီ1 barrel ဒီတပေပါကို$သို့မဟုတ်ဒီတမော်တစည်းကိုဒေါ်လာ2တန်းကောက်ခံမယ်ဆိုတဲ့သတင်းတွေအီရန်ဘက်ကနေပြီးတော့ထွက်ပေါ်နေတာရှိပါတယ်။နောက်ပြီးတော့အီရန်နိုင်ငံအနေနဲ့ကနျူကလ িয়ার လက်နက်ကိုစွန့်လွှတ်ရေးဆိုတဲ့ကိစ္စကအမေရိကန်သမ္မတကပြီးခဲ့တဲ့ရတဲ့အပတ်တည်းကပြောသွားခဲ့တာရှိပါတယ်။အီရန်နိုင်ငံဟာနျူကလ িয়ার ကိုလုံနိုင်တဲ့အခြေအနေမှာမရှိတော့ဘူး။ငါတို့ဟာအားလုံးကိုဖျက်ဆီးပစ်လိုက်ပြီဆိုတဲ့အတွက်ကြောင့်မလို့အီရန်နိုင်ငံအနေနဲ့နျူကလ িয়ার ကိုလက်ရှိမှာလုံနိုင်တဲ့အနေအထားမျိုးမရှိပါဘူး။ဒါပေမဲ့အမေရိကန်ကတောင်းဆိုတာကရာသက်ပံနျူကလ িয়ার လက်နက်ကိုဘယ်တော့မှမပြုတ်လို့တော့ပါဘူးဆိုတဲ့ဂတိကဝတ်ကိုလိုချင်တာပါဒါဟာလက်ရှိမြေပြင်မှာဖြစ်ပျက်နေတဲ့အရာတွေနဲ့လည်းကင်းကွာနေတာဖြစ်ပါတယ်အမေရိကန်အနေနဲ့ generation တစ်ခုစာလောက်ကိုဘေးကင်းသွားပြီဆိုပြီးတော့သမ္မတ Trump ကိုယ်တိုင်ပြောခဲ့တာဖြစ်ပါတယ် generation တစ်ခုစာလောက်ဘေးကင်းသွားတဲ့နျူကလ িয়ার ကိစ္စကိုဘာကြောင့်ဆက်ပြီးဆွေးနွေးနေတာလဲဒါမှမဟုတ်အီရန်နိုင်ငံမှာနျူကလ িয়ার လက်နက်တွေဆက်လက်ပြီးရှိနေတာများလားခုလိုဆွေးနွေးနေတဲ့ကာလမှာပဲတရုတ်ကဒီ air defense system တွေကိုဒီအီရန်ကိုပို့တယ်ပခုံးပစ်လောင်ချာတွေပို့တယ်နောက်ပြီးတော့ drone တွေပို့တယ်ဆိုတဲ့သတင်းထွက်ပေါ်လာတဲ့အတွက်ကြောင့်မလို့သတင်းတောက်တွေကအမေရိကန်သမ္မတ Trump ကိုမေးမြန်းခဲ့တာဒီလိုသာလုပ်တယ်ဆိုလို့ရှိရင်တရုတ်အနေနဲ့ကြီးမားတဲ့ပြဿနာတွေရင်ဆိုင်သွားရမယ်ဆိုပြီးတော့အမေရိကန်သမ္မတတုံ့ပြန်ခဲ့တာကြီးလည်းရှိပါတယ်